မဆုံးပြောချင်တာကကြတော့အိဇက်ဟိုပါလေအမပေးစီမင်းနော်အန်တူရဲ့မှတ်ပေးစီမင်းကိုပြောမယ်တီပီသားလူရှိတယ်မသိသေးတဲ့လူရှိတယ်ပြန်ပြီးတော့နားထောင်ပါဆိုတော့အန်တူမှာဒီမင်းနဲ့ဆန်စွတ်ပေါင်းဘယ်လောက်ဖြေရမလဲဒီလားအချိန်အန်တူကကြတော့2နာရီခွဲ2နာရီ35မိနစ်တိတိကျကျပြောရရင်3နာရီအန်ဝမ်းအဲ့တော့ကျတော့2နာရီ35မိနစ်ဖြစ်တယ်ဆိုတော့ပထမဆုံးကကျတော့ဗာလဲဆိုရင်ကျမတို့ဒီ vocab ခန်းကြီး grammar reading ထိကိုမင်းနာဆန်ကဘယ်နှမိနစ်ဖြည့်ရမလဲဆိုရင်105မိနစ်105မိနစ်ဆိုတာပြောချင်တာ1နာရီနဲ့45မိနစ်ဖင်ပူအောင်ထိုင်ပြီးဖြည့်ဖြည့်ပြီးသွားရင်7မိနစ်နားလိုက်မယ်7မိနစ်နားပြီးသွားရင်မင်းနာဆန်ကြာ7မိနစ်လား15မိနစ်လားမလားတော့ကျမလည်းမသိဘူးထားပါတော့ဆိုတော့နားပြီးသွားရင် listening ဖြည့် listening ကတော့အမှန်မိနစ်50အဲ့တော့နှစ်ခုပေါင်းလိုက်တဲ့အခါကျရင်ကြတော့သူက2နာရီ35မိနစ်နော်155မိနစ်2နာရီ35မိနစ်ဖြည့်ရမယ်အဲ့တော့ကိုက2နာရီ35မိနစ်ဖြည့်ရမယ်ဆိုတော့ကြိုပြီးတော့တည်ထားပါအမှတ်ကရောဘယ်လိုပေးမှာလဲပုံမှန်တိုင်းပဲခုထိတည်လာခဲ့သလိုပဲ vocab ခန်းကြီး grammar ကအမှတ်60 reading အမှတ်60 listening အမှတ်60စုစုပေါင်းအမှတ်180โอเคပြီးတော့ရင်ကြတော့မင်းနာဆန်ဒီဘလောက်ရမအောင်ပါလဲဒါလည်းတည်ပြီးသားပဲတစ်ပိုင်းစီကို16မှတ်နဲ့အထက်ရရပါမယ်အဲ့ဒီအပြင်ကို3ပိုင်းလုံးပေါင်းရင်အမှတ်90နဲ့ထက်ရရပါမယ်အဲ့တော့ပြောချင်တာကွက်တီ90ရာခိုင်နှုန်းပါအမှတ်ပေါင်း180မှာမင်းနာဆန်ဒီကွက်တီ90နော်အဲ့တော့တဝက်ရရင်ရပါပြီအဲ့တော့တဝက်ရရင်ရပြီဆိုတော့ငါအကုန်လုံးတဝက်ရအောင်ဖြည့်ရင်ရပြီလားရတယ်လေဥပမာဆိုရင်ကြတော့အမှတ်60မှာကိုကအကုန်လုံး30ရရင်တော့အောင်နေဆိုရင်မင်းနာဆန်တီထားဖို့ကမင်းနာဆန်ဒီ reading မရပါဘူးဒါပုံမှန်လင်းပြောတာဘာဖြစ်လို့လဲဆိုရင်ကြတော့ N2 မှာကြတော့ reading ကို reading အရှိကြီးတွေကိုပထမဆုံးထိတ်တိုက်တွေးရတာဖြစ်တဲ့အတွက်ကြောင့်မလို့ N2 သမားတွေက reading မှာအမှတ်နည်းလေးရှိတာပုံမှန်ပါN1 ရောက်သွားရင်ကြတော့လည်းနည်းနည်းပိုပြန်ပြီးတော့ပြောင်းသွားတယ်N1 ကျရင်ကြတော့ဒီ reading ကအတူတူပဲ N2 နဲ့ reading ကအတူတူလောက်ပဲအဲ့တော့ reading မှာအမှတ်နည်းတာတဲ့ N1 နေရာကြဘာမှအမှတ်နည်းလဲဆိုတော့ရှေ့က vocab ခန်းကြီး grammar မှာသွားပြီးတော့အမှတ်နည်းဆိုတော့N2 ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုက vocab ခန်းကြီး grammar မှာအမှတ်များများယူပြီးတော့ reading ကမတော့တဆအမှတ်နည်းခဲ့ရင်တော့ listening ကိုဒီလောက်ယူပြီးငါဒီလောက်နဲ့အောင်လုပ်မယ်ဆိုတဲ့ဟာမျိုးကိုကြိုးပြီးတော့တွေးထားပါကဲအဲ့တော့ဒါကကြတော့မင်းနာဆန်သိရမယ်ဟာပေါ့နော်ဒါအမှတ်ပေးစီမင်းကိုပြောတာပါ